customer တွေကိုမှတ်မိစေခြင်း reputation များများကြော်ညာပြပေးပါ။ဒီက TV ကြော်ညာတွေကိုခုထိမှတ်မိနေတာက reputation များခဲ့လို့ပါ။ reputation ကောင်းတဲ့အခါကြော်ညာအစလေးမြင်ုံနဲ့ကိုမှန်းသိတယ်မြင်မှသိတယ်။နာမည်နဲ့တော့မှတ်မိစေခြင်းရင်တော့ customer တွေအတွက် mnemonic memory hook ဖန်တီးပေးပါ။ကျမငယ်ငယ်ရဆိုညံမကောင်းတော့ဒီစလုံးအတွဲတွေကိုတော်တော်ကြက်ယူပါတယ်။အောင်ခုံးနဲ့ကြေးမောင်ခွက်နှစ်ခုကရောနေတယ်။တစ်ခုရဲ့အတိတ်ပဲသိရဖို့တော်တော်စဉ်းစားရတယ်။ကိုပေါက်ကရမှတ်မိသွားလဲဆိုရင်ကွန် cave ကနောက်ဆုံးစလုံးက e နဲ့ဆုံးတယ်။ e ကို e တုံးနေလို့သတ်မှတ်လိုက်တယ်။ e တုံးတွေကိုအင်တာခွက်ထဲမှာပါတယ်။အင်တာခွက်ဆိုတော့ကြေးမောင်ခွက်ကွန် cave ကကြေးမောင်ခွက် confess ကကြေးမောင်ခုံးဒီနှစ်ခုကြတော့ပူးမှာစလုံးထည့်လိုက်တယ်။အတန်တွက်က4နဲ့ဆုံးသွားတယ်။လွှဲစကားတွေမှာဆိုရင်မြဖြစ်ခံဒီ4ကိုတင်ပြီးဆွဲတယ်။လေးတဲ့ပစ္စည်းတွေကိုကျိုးနဲ့ဆွဲတယ်ဆိုပြီးဆွဲတာကိုမှတ်လိုက်တယ်။ဒီမှာဆိုရင်လည်း branding အစားဒါကိုကြည့်ပြီးတော့ကလား4ရောက်လို့ပဲသိကြတယ်။ Filipino ဆိုရင်လည်းနာမည်ကိုကနန်းဆက်နဲ့အလှကိုပေါ်လွင်စေနိုင်တဲ့တနခါဆိုတဲ့ product နဲ့ဆက်ဆက်နေတဲ့အတွက်လူတွေလုံးဝမှတ်မိကြတယ်။ baby set ပေးဆိုရင်လည်း KP မဟုတ်ဘူးဆိုပြီးခေါ်လို့ကောင်းတဲ့အပြင် value တစ်ခုပါပေးလိုက်တဲ့အတွက်အဲ့ဒီကတစ်စအလူသုံးများလာခဲ့တယ်။ product ရဲ့အကျိုးအာနိသင် value ကိုတွဲဆက်ပြီးမှတ်လိုက်တော့တစ်ခုခုဝယ်ခြင်းဒီ brand ကိုဖြတ်ကနေမှတ်ပြီးမယ်။ဒါကြောင့်ရောင်းရတတ်မယ်။ကိုလုပ်ငန်းမှာဒီလို mnemonic memory hook တာဖန်တီးပေးထားမယ်ဆိုရင်ကိုလုပ်ငန်းကိုစိတ်မဝင်စားတဲ့သူတောင်မှမှတ်မိစေနိုင်ပါတယ်နော်။